တယ်မှာ pack with me ပေါ့နော်ဒီလေဥမာ seashell တို့ပါတော့ဒီ wow okay အခုကျွန်မရောက်နေတာတော့ဒီ Cartagena ရဲ့ဒီ rooftop bar ကိုရောက်နေတာပေါ့နော် Cartagena ရဲ့ night life က Colombia မှာအရန်အောင်နာမည်ကြီးတဲ့အတွက်ကိုလူတွေအများကြီးပဲလာလည်ကြရပေါ့နော်ဥပမာဒီ Colombia နိုင်ငံတွေအပြင်ဥပမာတခြားနိုင်ငံတွေဒီ South America နိုင်ငံမှာရှိတဲ့နိုင်ငံတွေforeigner တွေရောဒီ Colombia နိုင်ငံထဲမှာရှိတဲ့သူတို့နိုင်ငံသားတွေကပါဒီ Cartagena night life ကိုလာလည်ကြတဲ့အတွက်ကိုအရန်ကိုလှတယ်တကယ် Cartagena ရဲ့ night life လို့ပြောလို့ရတယ်အခုဒီမှာကျွန်မအနောက်ကကျတော့ဒါက Cartagena ရဲ့ဒီ main square ပေါ့ plaza အဲ့ဒီ plaza မှာဆိုလို့ရှိရင်ဒီမှာ bar တွေ club တွေ rooftop bar တွေကအများကြီးပဲရှိတယ်အဲ့ဒီအတွက်ကိုဒီ Cartagena ရဲ့ night life ကိုလာလည်ဖို့အတွက်ကိုကျွန်မကတော့ suggest လုပ်တယ်အထူးသဖြင့် rooftop bar တွေကိုသွားမယ်ဆိုလို့ရှိရင်တော့4နာရီကနေ6နာရီကြာကိုသွားတာတော့အကောင်းဆုံးပဲပေါ့နော်ဒါမှ sunset ကို night ဒီမီးတွေရဲ့အလှကိုပါမြင်ရမှာပေါ့နော်အဲ့တော့ကျွန်မတို့ Cartagena ကိုဒီrooftop bar တွေသွားမယ်ဆိုလို့ရှိရင်ညနေ4နာရီကနေ6နာရီကြာကိုသွားဖို့အတွက်ကိုအကြံပေးနေတယ်ပေါ့နော် Cartagena ကဘာနဲ့လေတော်တော်ဆင်လဲဆိုလို့ရှိရင် San Juan Puerto Rico နဲ့တော်တော်တူတယ်ဒီဘာလို့လဲဆိုတော့ဒီနှစ်ခုလုံးကဒီ Caribbean နဲ့မှာရှိပြီးတော့သူကနှစ်ခုလုံးကဒီ Puerto Rico ကရောဒီ Puerto Rico မှာရှိတဲ့ San Juan ကဒီ Cartagena ကနှစ်ခုလုံးက Caribbean Island တွေမှာရှိတာပေါ့နော် Caribbean တွေမှာရှိတဲ့ကျွန်းလေးတွေပေါ့ပြီးသွားလို့ရှိရင် Spanish colony တွေရဲ့အောက်မှာရှိတဲ့ကျွန်းလေးတွေဖြစ်တဲ့အတွက်ကိုသူတို့ရဲ့ architecture တွေဒီ old town တွေကတော်တော်တူတယ်လို့ခံစားရတယ်ဒီမှာပါလဲဆိုတော့ဒီလူတိုင်းကသူကဖောက်ရှာနေလဲဘာရှာနေလဲဆိုပြီးတော့သူကတကယ် drug hardcore drug တွေကိုပါရောင်းတာเนาะလုံးဝမျိုး cocaine တွေရော weed တွေရောသူအကုန်လုံးကိုရောင်းနေvery openly သူကဒီ ရဲတွေရဲ့ပေးမအောင်တော့မှသူကရောင်းတဲ့ပုံစံမျိုးမှရှိတယ်အဲ့တော့အဲ့တခုကလေတော်တော်အံ့ဩဖို့ကောင်းလို့ထင်တယ်ကျွန်မထင်တယ်ဒီ Colombia က San Juan နဲ့ culture ကမသိလို့ရှိရင်တော်တော် similar တကယ်ကိုဒီမှာကတော့ very openly ပေါ့နော်အဲ့လိုမျိုးဟာတွေကိုရောင်းတာရှိတယ်ဒီမှာကျမတို့က Plaza de Trinidad ဆိုတဲ့ဒီ square ကိုရောက်နေတာပေါ့နော်ဒီမှာကြည့်လိုက် local တွေရော tourist တွေရော just like ဒီမှာအကုန်လုံးကအေးစစ်စစ် chilling လုပ်နေကြတယ်ဘာမှ performance တွေပါလဲထူးထူးမရှိဘူးဒီတိုင်းမှာအကုန်လုံးက tourist တွေရော local တွေရောအကုန်လုံးဒီ Plaza de Trinidad ဆိုတဲ့ square မှာ chill လုပ်နေကြတာပေါ့နော်အေးစစ်စစ်ပဲဒီမှာအကုန်လုံးကမရောက်နေတဲ့နေရာက Gethsemane လို့ခေါ်ရပေါ့နော်တကယ် hipster neighborhood ဒီမှာတကယ်လူငယ်တွေလာပြီး hang out လုပ်ကြများတယ်ပေါ့နော်အခုကတော့ကျွန်မဒီ Gethsemane ရဲ့ night life ကိုကျွန်မခေါ်သွားခြင်းနဲ့ Gethsemane မှာညနေပိုင်းကျလို့ရှိရင်ဘယ်လို view တွေရှိလဲနောက်ပြီးတော့လို့ရှိရင်လူတွေဘယ်လို hang out လုပ်လဲဆိုတာကိုကျွန်မပြမယ်နော်လမ်းညရည်ဝင်ကြည့်နေ all of a
ဆိုတော့မကြည့်ဘူးလည်း alley မှာ bars and clubs နော်ဒီမှာကြည့်လောက်ဟာဒီ club တွေတေးလေးဆိုင်လမ်းကြလေးတော့ပါ pack with people နော်လူတွေမှအများကြီး All this time, I've been holding on so tight, 'cause all that I do was easy to use. So call my time, but you weren't really mine, just something to do. Thought I never knew. No surprise, but nevertheless, I'm still stuck in self-defense. No surprise, but nevertheless, I get lost when I look in your eyes. I just want to be next to your I get lost when Iဆိုလို့ရှိရင်ဒီ church ထဲမှာသူတို့ဒီ wall တွေကအစားပေါ့နော်ဒီဟာတွေကဒီ wall တွေကကျွန်တော်တို့ဒီ city wall နဲ့အတူတူပဲသူတို့ကဒီ coral line reef တွေကိုအသုံးပြီးတော့သူတို့စောက်ထားတာပေါ့နော်ဒီ wall တွေမှာဆိုရင်တချို့တွေဆိုလို့ရှိရင်ဒီထဲမှာခရီးလေးတွေလည်းရှိသေးတယ်ဥပမာ seashell တွေပါတော့ဒီ limestone တွေထဲမှာရှိသေးတယ်ဒီနေ့ Okay အခုတော့ကျွန်မရဲ့ Cartagena vlog ကနောက်ဆုံးပိုင်းကိုရောက်လာပြီပေါ့နော်ဒီ Cartagena vlog ကိုရှေ့တော့လည်းကျေးဇူးတင်တယ် Cartagena ရဲ့ဒီကဲကိုစိတ်ဝင်စားဖို့ကောင်းတဲ့ history တွေရဲ့ဒီကဲကိုလာပါတဲ့ Caribbean sunset တွေရဲ့ဒီကဲကိုစိတ်ဝင်စားဖို့ကောင်းတဲ့ night life တွေရဲ့အကြောင်းကျွန်မတော့ Cartagena ကိုလာလည်ဖို့အတွက်ကိုအကြံပေးတယ်Cartagena ကိုရောက်ခွင့်လို့ရှိရင်လည်းcomment ဒီရေးပေးပါအောင်အမရဲ့ဗီဒီယိုတွေကို like comment လုပ်ပေးရတဲ့အတွက်ကိုလည်းအရင်ကျေးဇူးတင်တယ်နောက် vlog တွေမှာလည်းကျွန်မထပ်မံပြီးတော့တွေ့ချင်တယ်ရနော် flight ကိုယူအောင်ညနေ flight နဲ့ကျွန်တော်တို့ပြန်လာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ဘိုဂိုတာလေငွေကနေပြီးတော့ဘိုဂိုတာမြို့တွေကိုကျွန်တော်တို့ရောက်လာတယ်ပေါ့နော်အဲ့ဘိုဂိုတာမြို့မှာဘာနာမည်ကြီးလဲဆိုတော့သူကဒီမှာ hot chocolate နဲ့သူကဒီဘက်က cheese အားလုံးလုံးလဲဆိုတော့သူကဒီ hot chocolate ပူပူထဲမှာသူကဒီ cheese ကိုထည့်လိုက်တယ်ထည့်ပြီးတော့ဒီ hot chocolate cheese ကဒီ hot chocolate ရဲ့အပူချိန်ကြောင့်ပျော်သွားတာပေါ့နော်အဲ့ပျော်သွားတဲ့အချိန်မှာဒီဘက်ဘေးနားမှာပေးထားတယ်ပေါင်မုံပေါ်မှာအဲ့ဒီ melted cheese ကိုသူကလိုမျိုးspread လုပ်ပြီးတော့စားတာပေါ့နောက်ပြီးရင်နောက်တစ်ခုကဒီမှာ El Mohavana ဆိုတဲ့ bread ဒါကကျွန်မရဲ့ one of the favorite bread ပေါ့လိုမျိုး cheese အတုံးလေးကိုလိုမျိုးအပူထဲမှာထည့်ရတာတစ်ခါမှလိုမျိုးမစားဘူးဒါပေမဲ့အဲ့ဒါဒီလိုမျိုးကိုကိုထားမှရမ်းအောင်လုပ်နေကြရဆိုတော့ let's try there you go
ပေါ့တမလေးကတော့ခုနတမလေးကတော့ကျမတို့ဒီ South America မှာအမြဲစားနေကြပုံစံတိုင်းပဲcorn ဆိုတော့ပြောင်းမှုအမှုန့်နဲ့ရထားတာရဲ့အသားတွေရဲ့နောက် seasoning ပေါ့ flavoring ဟာတွေရဲ့ဟိုမပြောရနဲ့ထုတ်ပြီးတော့သူကအဲ့လိုမျိုးပေါင်းထားတဲ့ပုံစံပေါ့ဒါပေမဲ့အကြီးပဲဒီတမလေးကဒီမှာအရေးပြောအောင်လုပ်နေတဲ့အချိန်မှာတမလေးစားကြည့်မယ်ဝါတမလေးထဲမှာသူကလေဝတ်သားဝတ်စီကောက်လို့မျိုးပဲအတုံးလေးလည်းပါတယ်ကြည့်မယ်first wow ဒီမှာလည်းတော့ကောင်းတယ်မပြောနဲ့လေဒီလိုမျိုးမပြောရွေးရဲ့အနံ့လေးပေါ့တင်းတင်းလေးနဲ့ဒါကမှဝတ်သားရဲ့အခောက်ကလေးနဲ့ပါတယ်ဝတ်သားအခောက်ကလေးနဲ့Okay, let's try. Whoa. Wow. First, there we go. This is exactly what I wanted. Whoa, Gigi. Wow. My hot chocolate net cheese go hot chocolate ပူပူထဲမှာထည့်ပြီးတော့အရေးဖြော်ထားတာ Oh wow, this is good. Look at that. Hot chocolate ကလည်းတော်တော်ကောင်းတယ်။တော်တော်မှအစီလေးတွေအပေါ်မှာဝေးပြီးတော့เนาะကြည့်ရတဲ့ခနဲ့ဒီ cheese ကထွက်လာတဲ့အစီလေးတွေနဲ့တူတယ်။ Okay, hot chocolate ကျွန်မပုံမှန်ဆို hot chocolate အရင်တော့မကြိုက်ဘူး။ဒါပေမဲ့ဒီ hot chocolate က light ဖြစ်တယ်တော်တော်မဆိုးလို့ပြောရမယ်။ Wow, it's good. ဒီပေါင်းမောက်ထဲမှာသူကထောပတ်လေးကိုအရင်လုပ်ထားတယ်ပြီးတော့မှဒီအပေါ်ကနေပြီးတော့melt ဖြစ်နေတဲ့ chocolate ကို cheese ကိုပေါ်ဒီမှာ melt ဖြစ်ထားတဲ့ cheese ကိုတင်လိုက်တယ်ပေါ့နော်အဲ့တော့တော်စိတ်စိတ်လေးနဲ့ပြောင်းတယ် I like that actually. It's my attack some bumbo El Mohavana. Wow. With corn and cheese. So did you? Do you like? သူကလောက်ထားတာလိုမျိုးပေါ့ဒီထဲမှာ cheese ပါတယ်နောက်လို့ရှိရင် corn နဲ့လောက်ထားတာသူကပေါင်းပေါ့ပြောင်းမှုမဟုတ်ကိုသုံးတာ corn flour ကိုသုံးတာပေါ့နော်တော်မှကောင်းတယ်လက်စိမ့်ပြီးတော့မှအရင်ကကြိုက်တယ်So ဒီမှာကိုရောက်နေတယ်ဒီ restaurant ရဲ့နာမည်က La Puerta Fosa တဲ့ La Puerta Fosa လို့ခေါ်ရပါတော့အဲ့ဆိုင်ကလေသူကလောက်ကဘယ်နှခုနှစ်ကနေပြီးတော့စပြီးတော့သူတို့စဖွင့်တာဆို1816 1816ခုနှစ်1816ခုနှစ်ကကိုလံဘီယာ Spanish Day စီကနေပြီးတော့ပထမအဆုံးချင်း independent ရတာပေါ့ဆိုတော့သူက Spanish Day စီကနေပြီးတော့ independent က1810မှာသူတို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်1818ကျတော့ Spanish ကပြန်လာသိမ်းတော့အဲ့တော့သူတို့ရဲ့ independence ရတဲ့ဥစ္စာနည်းနည်းလေးshaky ပေါ့နော် clear မဖြစ်တဲ့အခါကျတော့အဲ့တော့ပထမချိန် Spanish တွေက independent ရပြီး6နှစ်ကြာမှဒီစားသောက်ဆိုင်ဖွင့်လာဆိုတော့1816เนี่ยဒီစားသောက်ဆိုင်ဖွင့်လာမှကြည့်ကြည့်အောင် wow 1816ဆိုတော့တော်တော်ကြာပြီလို့ပြောလို့ရတယ်နော်ကြည့်ကြည့်